လာပါရှင်အခုရောက်နေတဲ့နေရာကတော့နနက်ပွင့်ချံဖြစ်ပါတယ်လာမယ့်6လပိုင်းကြာလို့ရှိရင်9နှစ်ပြည့်မှာဖြစ်ပါရဲ့ရှင်နနက်ပွင့်ဆက်ရတာခက်လားဆိုလို့ရှိရင်တော့အရင်မခက်ခဲပါဘူးကျမတို့ပထမနှစ်ပေါ့နော်ပထမနှစ်ကိုတော့အဲ့လိုမျိုးအခုလိုမျိုးမြင်နေရတဲ့အဲ့ဒီရဲ့ဟော်ဒီနက်လေးနဲ့ကာထားတာဖြစ်ပါတယ်အခုကာထားတဲ့အပင်တွေကတော့သူကအဲ့ဒီဟော်ဒီနက်ကိုမကြော်သေးလို့ပေါ့နော်အပင်ပုလေးတွေကျန်နေခဲ့တဲ့အတွက်ကြောင့်မလို့အဲ့အပင်တွေကျန်ထားတာပါဒီကောင်းလေးကိုစရတာမခက်ခဲဘူးပေါ့နော်ဘယ်လိုမျိုးပဲလုပ်ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒေတာမှာတော့ချန်စီယိုကာတဲ့အလေးအကျင့်မရှိတဲ့အတွက်ကြောင့်မလို့အဲ့ချန်စီယိုကာတဲ့ဇရိတ်ပုံမူကုန်ကြတယ်နောက်တစ်ခုကအဲ့ဒီရဲ့ဒီမျိုးအဲ့လိုမျိုးဝချမ်းနေနဲ့ကာရတဲ့အတွက်ကြောင့်မလို့အဲ့ဒီရဲ့ကုန်ကြစရိတ်ရဲ့နောက်တစ်ခုကဟော်ဒီနက်ကာတဲ့ဟာရဲ့ပဲပေါ့နော်နောက်ကြလို့ရှိရင်သူရဲ့အသေးစိတ်ကုန်ကြစရိတ်ကိုတော့ပြန်တင်ပေးပါမယ်ရှင်အခုအပင်တွေကဘလောက်မြင့်လဲဆိုလို့ရှိရင်တချို့အပင်တွေဆိုရင်10ပေကျော်မြင့်တဲ့ဟာတွေလည်းရှိတယ်အနိုင်ဆုံးကတော့သူ့အပင်က9ပေ6ပေပေါ့နော်ဒါပေမဲ့လုံးဝမဖွံ့ဖြိုးတဲ့အပင်တွေကကြတော့ဘလောက်ပဲရှိမလဲဆိုလို့ရှိရင်သူက3ပေပေါ့3ပေအောက်အဲ့ကောင်တွေကအဲ့အပင်တွေကလုံးဝမတန်တာကမြေကြောင်လည်းဖြစ်နိုင်တယ်ပြီးလို့ရှိရင်အောက်မှာပိုးမွားတွေရှိတာလည်းဖြစ်နိုင်တယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီခြံမှာကအပင်နေရာရောက်စိုက်ထားတယ်အဲ့လွတ်နေတဲ့နေရာတွေကကြတော့သူဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီကောင်တွေကကြီးပေါ့ကြီးကတအားဝင်တဲ့အတွက်ကြောင့်မလို့အပင်တွေကတည်သွားတယ်တည်တဲ့အပင်တွေတော့မှဘလောက်မြင့်လဲဆိုရင်10ပေအထက်မြင့်တဲ့ဟာတွေပဲလုံးပတ်ဆိုလို့ရှိရင်လဲနှိုးစီဘူးလောက်ရှိရပေါ့နော်အဲ့အပင်တွေကိုကြီးကလာပြီးတော့မှပုတ်တိုက်ပြီးတော့မှတီးသွားတဲ့ဟာမျိုးတွေရှိရပေါ့အကြောင်းမို့အခုလက်ရှိခြံထဲမှာဘလောက်ပဲကျန်လဲဆိုလို့ရှိရင်160ကျော်လောက်ပဲကျန်တော့တယ်ရှင်အပင်နေရာကို160ပဲဆဆဆိုင်တော့ကတော့အပင်နေရာကိုဆိုလို့ရှိရင်သူကအပင်180လောက်ကျန်နေပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်တို့က10%တည်တယ်လို့ပြောလို့ရတယ်ရှင်